Hello အားလုံးပဲမင်္ဂလာပါရှင်အိမ်မက်နီဆက်ရမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဘက်စာကတင်ပြီးတော့တယ်မှာပေါ့နော်ဘာထွက်သွားလဲဆိုတာဒီဘက်ကြည့်ရအောင်နော်အခုမှအားတဲ့ချိန်လေးမို့လို့ဒီလိုလေးလုပ်လိုက်တာပါပတ်တီကိုအရင်ဆုံးကြည့်မယ်ပေါ့နော်ပတ်တီမှာဆိုလို့ရှိရင်တလင်းလာလေးက66တက်ထွက်သွားတယ်ပေါ့ပတ်တီမှာဆိုတော့မနက်ခင်ပိုင်းမှာက66ဆိုတော့မကြည့်သွားပါဘူးညနေခင်းမှာ6တက်ဆိုတော့ပတ်တီမှာတင်ကြည့်သွားပါတယ်1နောက်အင်္ဂါနေ့မနက်ခင်ကိုကြည့်ကြမယ်ပေါ့နော်အင်္ဂါနေ့မနက်ခင်က2ကိုဆိုပြီးတော့ထွက်သွားပါတယ်အဲ့ဒီမှာပတ်တီမှာက2ဆိုပြီးတော့ညီသွားပါတယ်ညနေပိုင်းမှာက3ညကိုဆိုပြီးတော့ညီခဲ့ပါတယ်3ညပတ်တီပါပါတယ်နောက်ဗုဒ္ဓဘုံနေ့မှာကြည့်ကြမယ်ဆိုလို့ရှိရင်မနက်ခင်မှာက3ရှစ်ထွက်ပါတယ်3ရှစ်ဆိုတော့မနက်ခင်မှာက3ပတ်တီအောင်ခဲ့ပါတယ်ညနေခင်းမှာက9ရှစ်ဆိုပြီးတော့ပတ်တီမအောင်ခဲ့ပါဘူးနောက်ဂျာတာပတင်းနေ့မှာကခွန်တက်ဆိုပြီးတော့ပတ်တီအောင်ခဲ့ပါတယ်ခွန်ရဲ့1ရဲ့ပတ်တီ2ခုပါသွားပါတယ်နော်ဂျာတာပတင်းညနေမှာက1ကိုဆိုပြီးတော့1ပတ်တီကတော့အရင်ထွက်လာပြတာပေါ့နော်ပြီးခဲ့တဲ့နေ့မှာခု1ပတ်တီပြန်ပါသွားတယ်ပေါ့နောက်တောက်ကြနေ့မှာကတော့မနက်ခင်းမှာ9လေးဆိုပြီးတော့ထွက်ပါတယ်9လေးဆိုပြီးတော့ထွက်တော့9လေးဆိုတော့ပတ်တီကမပါတော့ပါဘူးညနေခင်းမှာက1လေးဆိုပြီးတော့ထွက်သွားပါတယ်1လေးဆိုတာကတော့ပြီးခဲ့တဲ့1ပတ်တီကတော့ပြန်ပါသွားတယ်ပေါ့နော်နောက်ခွေပူးမှာကြည့်ကြမယ်ခွေပူးမှာကြည့်ကြမယ်ဆိုတော့တလင်းနာလေးမှာကဘာထွက်သွားလဲဆိုတော့မနက်ခင်းပိုင်းမှာက66တက်ဆိုတော့ဒီမှာက3913လေးအော်126ခုဆိုပြီးတော့2ခုပြရတယ်ပေါ့နော်အဲ့ဒီထဲမှာကမနက်ခင်းပိုင်းမှာ66တက်ဆိုတော့ဒီမှာ66အပူးပါခွေဆိုတော့66ထွက်တယ်66ထွက်တယ်6တက်ထွက်သွားတယ်ပေါ့နော်ဒီထဲမှာပဲ2ခုလောက်ထွက်သွားပါတယ်နောက်အင်္ဂါနေ့မှာကြည့်ရမယ်ဆိုလို့ရှိရင်ဒီခွေပူးတာပဲထပ်ကြည့်မယ်ပေါ့အင်္ဂါနေ့မှာဆိုလို့ရှိရင်2ကို3ညကိုဆိုတော့မအောင်တော့ပါဘူးနောက်3898ဆိုတော့မအောင်တော့ပါဘူးနောက်ခွန်တက်1ကိုဆိုတော့ခွန်တက်မှာကဒီခွေပူး126ခွန်တက်မှာကခွန်တက်ဆိုပြီးတော့ထွက်သွားပါတယ်နောက်တောက်ကြနေ့ကိုကြည့်ရမယ်ဆိုရင်တော့9လေး1လေးဖြစ်ပါတယ်9လေး1လေးမှာဒီ126ခွန်တက်မှာကတော့မပါတော့ပါဘူးညနေဘက်1လေးမှာ3ည123လေးခွေဆိုပြီးတော့ပြရတယ်ကနေဘက်1လေးဆိုပြီးတော့ထွက်သွားတာပါတယ်2ခုလုံးအောင်နေပါတယ်ကဲ break ကိုစကြည့်ကြမယ် break မှာကတလင်းနာဒီမှာက66နဲ့6တက်နဲ့ဆိုတော့ခွန်နှစ် break နဲ့ခွန် break ဖြစ်ပါတယ်နှစ် break ကတော့ဒီမှာ break 5ခုပေးရတယ်ပေါ့နော်ရွေးချယ်စားမှာဖြစ်တဲ့အတွက်ကြောင့်တိုက်တဲ့ break ကို3ရတယ်ပေါ့နော်အဲဒီမှာက66ဆိုပြီးတော့မနက်ခင်းမှာနှစ် break ထွက်သွားပါတယ်ညနေဘက်6တက်မှာကတော့ခွန် break မပါတော့ပါဘူးနှစ်ကိုဆိုတော့နှစ်ကိုရဲ့3ည9ရဲ့ဆိုတော့အင်္ဂါနေ့မှာကထွက်လာပါတယ်အဲဒီမှာဆိုတော့နှစ်ကိုမှာက1 break အောင်ပါတယ်3ည9မှာ9 break အောင်ပါတယ်နောက်တရားဗုဒ္ဓဘုံကိုကြည့်ကြမယ်ဗုဒ္ဓဘုံမှာက3ရှင်းနဲ့9ရှင်းနဲ့ထွက်လာတယ်ပေါ့နော်3ရှင်း9ရှင်းဆိုတော့1 break နဲ့ခွန် break ဆင်းလာပါတယ်1 break ကတော့ဒီမှာပြတဲ့1 break ကပြန်ပါသွားပါတယ်ခွန် break ကတော့မထွက်သွားပါဘူးမပါပါဘူးနော်နောက်ကြာတာပလင်းလေးကိုကြည့်ရမယ်ဆိုရင်ခွန်1နဲ့1ကိုထွက်သွားတယ်ပေါ့ခွန်1နဲ့1ကိုမှာက10 break နဲ့3ည break မပါတော့ပေါ့နော်ပြီးတော့နောက်တောက်ကြနေကိုကြည့်ရမယ်ဆိုရင်9လေးနဲ့1လေးထွက်လာပါတယ်9လေးနဲ့1လေးထဲမှာက9 break နဲ့9 break နဲ့5 break 5 break ပေါ့နော်9 break နဲ့5 break ထွက်သွားတယ်9 break နဲ့5 break ထဲမှာကဒီမှာက9ပြန်ပါတယ်ပေါ့နော်5 break မပါပါဘူးနောက်6လေးနှစ်ခုမပါပါဘူးနော်6လေးဒီမှာက3ခု break 3ခုပါအောင်ခဲ့ပါတယ်5ခုပြလိုက်တယ်မှာပေါ့နော်နောက်ရွေးခွက်ထဲမှာကြည့်ရမယ်ဆိုရင်66နဲ့6တက်ဆိုတော့66နဲ့6တက်ကရွေးခွက်ထဲမှာမပါပါဘူးနောက်2ကို3ည9ဆိုတော့2ကိုပါတယ်ဟော3ည9လည်းပါပါတယ်အင်္ဂါနေ့မှာပေါ့နော်2ကိုရဲ့3ည9ရဲ့ထွက်ခဲ့တယ်နောက်ဘုရားဘုံလေးကိုကြည့်ရမယ်ဆိုရင်3ရှင်းနဲ့9ရှင်းဆိုတော့3ရှင်းလည်းမပါတော့ဘူး9ရှင်းလည်းမပါတော့ဘူးနော်ဟောဒီ3ရှင်းလည်းမပါတော့ဘူးနောက်9ရှင်းမပါတော့နော်နောက်ခွန်1နဲ့1ကိုဆိုတော့ခွန်1လည်းမပါတော့ဘူး1ကိုလည်းမပါတော့ဘူး9လေးနဲ့1လေးနဲ့ဆိုတော့ငါဟောဒီမှာ9လေး1လေးနဲ့1လေးကမပါတော့ဘူးနော်ရွေးခွက်မှာဆိုလို့ရှိရင်1ကြိမ်2ကြိမ်3ကြိမ်3ကြိမ်အောင်နေခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့လက်ဆောင်ပန်းထဲမှာကြည့်ရမယ်ဆိုလို့ရှိရင်တလင်းနာနေက66နဲ့6တက်ထွက်တယ်ပေါ့နော်အဲ့ဒီမှာကမပါတလင်းနာမှာမအောင်မြင်ခဲ့ဘူးနောက်တရက်2ကို3ညကိုထွက်တော့အင်္ဂါနေ့မှာ3ညကိုဆိုပြီးတော့အောင်မြင်ခဲ့ပါတယ်နောက်ပေါ်ပုံလေးကြည့်ရမယ်ဆိုလို့ရှိရင်3ရှင်းနဲ့9ရှင်းဆိုတော့မအောင်တော့ပါဘူးနောက်ကြာတာပလင်းလေးကိုကြည့်ရမယ်ဆိုတော့ခွန်1နဲ့1ကိုဆိုတော့မအောင်တော့ပါဘူးနောက်တောက်ကြနေကိုကြည့်ရမယ်ဆိုတော့9လေး1လေးဆိုတော့မအောင်တော့ပါဘူးတစ်ချိန်ပဲအောင်မြင်ခဲ့ပါတယ်နောက်ဒီမှာကပေးခဲ့တာကပြန်ကြားနေအပူတတိဆိုတော့တလင်းနာဒီမနက်ခင်မှာကအစောဆုံးက66ဆိုပြီးတော့အပူထွက်သွားပါတယ်နော်ပြန်ကြားကတော့ပြန်ထွက်မှကျင်တာပြန်ကြားကတော့ပြန်မထွက်ခဲ့ပါဘူးနော်နောက်ဒီမှာပြောရပါတယ်မိမိကြိုက်တဲ့တစ်ခုကိုသာရွေးချယ်ပြီးတော့ကစားပါမမလက္ခဏာမှာသာယူကစားပါလို့ပြောရပါတယ်ဒါကိုကြိုက်တဲ့ဟာကိုပေါ့ပေးရတာဖြစ်ပါတယ်ကြိုက်တဲ့လာနိုင်ခြေရှိတဲ့ဟာကိုနော်ဒါရွေးချယ်ပြီးတော့ပေးရတာဖြစ်ပါတယ်ကိုကြိုက်ရင်စော့ပါကိုမကြိုက်တော့မစော့ပါနဲ့လို့ပြောချင်ပါတယ်ဒါကတလင်းနာနေကတင်ပေးခဲ့တဲ့နေကောင်စားပေါ့နော်3ရက်နေ့17လပိုင်း2025တလင်းနာနေကောင်စားဆိုတော့တင်ပေးခဲ့ပါတယ်အဲဒီနေ့က66နဲ့6တက်ထွက်သွားခဲ့ပါတယ်ပတိကခွန်2ပတိနဲ့83ပတိကိုရွေးချယ်ကစားဖို့ပေးခဲ့ပါတယ်ကြိုက်တဲ့အတွက်ယူကစားပါလို့လည်းပြောခဲ့ပါတယ်အဲဒီမှာမထွက်ခဲ့ပါဘူးနော်ခွန်2ပတိလည်းမအောင်ခဲ့ပါဘူး83ပတိလည်းမအောင်ခဲ့ပါဘူးနော်ကနေကောင်စားမှာပေးခဲ့ပါတယ်၄ရက်နေ့17လပိုင်း2025ပေါ့နော်၄ကိုပတ်တီဆိုပြီးတော့ရွေးပေးခဲ့ပါတယ်၄ကိုပတ်တီမှာအင်္ဂါနေ့ကထွက်သွားတာက2ကိုနဲ့3ညကို2ကိုနဲ့3ညကိုနော်ပတ်တီကတော့9ပတ်တီဆိုပြီးတော့အောင်မြင်ခဲ့ပါတယ်ရွှေကမှာကတော့ဒီမှာ2ခုလုံးပါပါတယ်ပေါ့နော်မနက်ခင်းပိုင်းမှာက2ကိုညနေခင်းမှာက3ညကိုဆိုပြီးတော့2ခုလုံးပါသွားခဲ့ပါတယ်ပေါ့နော်နောက်ဘုရားဘုံနေ့မှာကဘာထွက်သွားလဲဆိုတော့3ရှင်းနဲ့9ရှင်းထွက်သွားခဲ့ပါတယ်3ရှင်းနဲ့9ရှင်းမှာက9နှစ်ပတ်တီဆိုပြီးတော့ပေးခဲ့ပါတယ်9နှစ်ပတ်တီမှာကမနက်ခင်းပိုင်းကညနေမနက်ခင်းမှာက9နှစ်ဆိုတော့3ရှင်းအောင်ခဲ့ပါအောင်နော်မှားသွားရလားရတာဟောပတိမာက9နှစ်ဆိုပြီးတော့ပြီးခဲ့တယ်ဒါပေမဲ့မအောင်ခဲ့ပါဘူးဒီမှာကရွေးခွက်ထဲမှာကပါသွားလဲဆိုတော့83အဲ့ဒီနေမနက်ကဘုရားဘုံနက်က38ဆိုပြီးတော့ထွက်ခဲ့တဲ့အတွက်ကြောင့်မလို့38မှတ်ချင်လာအဲ့ဒီနေကနော်ဒီချိန်အောင်မြင်ခဲ့ပါတယ်ညနေခင်းမှာတော့အောင်တော့ပါဘူးဒီချိန်အောင်ခဲ့တယ်ပေါ့နော်ဒီမှာက2ချိန်နှစ်ကိုနဲ့အင်္ဂါနေ့မှာက2ကိုနဲ့3ကိုဆိုပြီးတော့2ချိန်အောင်မြင်ခဲ့ပါတယ်ကဲကြာတာပလင်းကိုကြည့်ကြမယ်ကြာတာပလင်းမှာကဘာထွက်သွားလဲဆိုတော့မနက်ခင်းမှာက81ခွန်တက်ဆိုတော့ပြီးရတဲ့မှာကခွန်နှစ်ပတိနဲ့6လေးပတိနော်ခွန်တက်နဲ့1ကိုထွက်သွားတယ်နော်ကြာတာပလင်းကအဲ့ဒီမှာကဘာတွေအောင်မြင်ခဲ့လဲဆိုတော့ပတိကခွန်အောင်တယ်ခွန်ပတိအောင်တယ်နော်ညနေဘက်ကျမှက6လေးဆိုပြီးတော့6လေးပတိပေးခဲ့တယ်နော်1ကိုဆိုပြီးတော့ထွက်သွားတယ်ဆိုတော့ဒီမှာလည်းအောင်မြင်ခဲ့တယ်ပေါ့နော်နှစ်ခုလုံးဆိုတော့နှစ်ချိန်အောင်မြင်ခဲ့တယ်ပေါ့နော်မနောက်ညအောင်မြင်ခဲ့တယ်ပေါ့နှစ်ချိန်အောင်မြင်ခဲ့တယ်ပေါ့နောက်ရွေးကမှာကဘာပေးရခဲ့လဲဆိုတော့ဒီမှာတွေ့ရတာပဲပေါ့နော်မကန်လေးပေးရခဲ့တယ်အဲ့ဒီထဲမှာကမနက်ခင်းမှာ91ဆိုပြီးတော့ဒီမှာထွက်သွားတယ်ပေါ့81မှာတစ်ချိန်အောင်တယ်ပေါ့နော်တစ်ချိန်နောက်6လေးပတိမှာကဘာပါလဲဆိုတော့ဟောဒီမှာ91ဆိုပြီးတော့ပါခဲ့တယ်ပေါ့နော်တစ်ချိန်ပေါ့နော်အဲ့ဒီမှာကနေရောညကိုအောင်ခဲ့ပါတယ်91မနက်ခင်းမှာက91နေ့လယ်မှာက1ကိုဆိုပြီးတော့နှစ်ချိန်လုံးအောင်မြင်ခဲ့ပါတယ်မပတ်တိနှစ်ခုလေးအောင်မြင်ခဲ့တယ်ပေါ့နော်နှစ်ခုလုံးထွက်သွားတယ်မလည်းရွေးကမှာလည်းနှစ်ခုလုံးထွက်သွားခဲ့တယ်ပေါ့နော်ကဲတောက်ကြနေကုန်းစားဆက်ကြည့်မယ်တောက်ကြနေကုန်းစားမှာကဘာပေးခဲ့လဲဆိုတော့6လေးပတ်တီ6တက်ပတ်တီတဲ့အဲ့ဒီနေကပေးခဲ့တယ်ပေါ့နော်အဲ့ဒီနေကပေးခဲ့တာကဒီမှာအပူနဲ့ပြန်ကြလဲလာနိုင်တဲ့အတွက်ကြောင့်မလို့အပူရဲ့ပြန်ကြရရန်ဆိုပြီးတော့ကိုကလည်းဒီမှာရေးပေးခဲ့တယ်ပေါ့နော်အဲ့ဒီနေကဒါပေမဲ့ထွက်သွားတာကကြံကနနှစ်ခု9လေးထွက်သွားတယ်ပြီးတော့ညနေဘက်ကျတော့1လေးဆိုပြီးထွက်သွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာကဘာပဲထိခဲ့လဲဆိုတော့မနက်ခင်းက9လေးထွက်သွားတဲ့ကြောင့်မလို့ဒီမှာ6လေးမှာ6လေးပတ်တီမှာက4ပတ်တီထွက်သွားတယ်ပေါ့နော်ဒီမှာတစ်ချိန်ပတ်တီတစ်ချိန်အောင်တယ်
နောက်ညနေခင်းမှာကတစ်လေးဆိုပြီးတော့ထွက်သွားတဲ့အတွက်ကြောင့်မလို့ဒီမှာတနေကုန်စားပြလိုက်တယ်မှာ6တစ်ပတ်တီရွေးလိုက်တဲ့အတွက်ကြောင့်မလို့တစ်ထိသွားတယ်ပေါ့နော်ဒီမှာတစ်ပတ်တီအောင်နေခဲ့တယ်အောင်နေပေါ့နော်ဒီမှာမနေ့ကညအောင်နေပေါ့နော်နှစ်ကြိမ်နောက်အခုနဲ့ပြန်သားနေကမထွက်ကြောင့်မလို့အောင်နေခဲ့ပါဘူးနောက်ယူကမှာကလည်းမအောင်နေခဲ့ပေါ့နော်ဝဲသွားတယ်ပေါ့ယူကမှာလာနိုင်တဲ့အကွက်လေးပေးရတာပေါ့နော်ကြိုင်နေစောပေါ့မကြိုင်လဲမစောနဲ့ပေါ့အောင်တော့ပေါ့နော်ယူကမှာကမနေ့ကတောက်တဲ့နေကုန်စားမှာကပတ်တီပြအောင်နေခဲ့ပါတယ်9လေးပတ်တီနဲ့6တစ်ပတ်တီအခုလိုတင်ပေးတာဟိုကိုကလည်းကိုပေါ့နော်ဒါနိုင်တဲ့ဟာလေးတွေကိုတွက်ပြီးတော့တင်ပေးတယ်ဒါအများကြီးလိုက်ဆော့မယ်လို့လည်းမဆိုလိုပါဘူးကိုကလည်းကိုကြက်ညက်တက်လို့ရှိရင်ဒီကဏ္ဍလေးတွေကိုနဲ့တက်ဆိုင်တယ်ပေါ့ကြက်ညက်တက်တယ်ဆိုလို့ရှိရင်ဒီကဏ္ဍလေးတွေလိုက်ဆော့ကြည့်ပါကိုလည်းအများကြီးအားပေးတာတော့မဟုတ်ဘူးနော်ဒါနိုင်တဲ့ကဏ္ဍလေးဖြစ်တော့ကြောင့်မလို့ဒါလည်းရွေးချယ်ထားပေးတာပေါ့ဟိုကလိုက်ဆော့ပါဒီကလိုက်ဆော့ပါဆိုတော့ပြောတာလည်းမဟုတ်ပါဘူးနော်ကိုဒါနိုင်တဲ့ဟာလေးတွေကိုကိုကသူများဟာနဲ့ကြိုက်လို့လိုက်ဆော့တယ်ပဲထားအဲ့တော့ဒါလေးကငါလည်းတက်ဆိုင်နေခဲ့ဆိုပြီးတော့ဆော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကန်ကောင်းတယ်ဆိုလို့ရှိရင်တော့ကိုပေါက်မှာပေါ့နော်ကိုကန်မကောင်းဆိုလို့ရှိရင်ကိုမပေါက်ဘူးဒါပဲရှိတယ်ပေါ့နော်ကဲအားလုံးကိုပြောချင်တာကလေဟိုအများကြီးလေးပေါ့နော်ဟိုကိုကလည်းတက်ပြီးတော့ဒါရတိတ်မသုံးပြဘူးတိတ်မသုံးပြဘူးကိုကြိုက်တဲ့ဟာကိုကိုကတင်ပေးလိုက်တယ်အဲ့လိုမျိုးလေးပဲရှိတယ်ပေါ့နော်ဟိုတချို့ကြတော့ပဲကဏ္ဍလေးအများကြီးဘာညာအဲ့လိုမျိုးလာပြောကြတယ်ဘယ်လိုလာပြောကြဒါပေမဲ့ကြိုက်တဲ့တိုင်နဲ့ဆော့ပါမကြိုက်ရင်လည်းမဆော့ပါနဲ့စကားတွေကိုလည်းရမ်းစဆိုင်မပြောဘူးတော့ဒါမိတာရခဏပေါ့နော်ကဲအခုဒီအပတ်ပေါ့နော်ပေးရတယ်မှာ9ရက်ထဲမှာဒီတလင်းလာနေကစပြီးတော့ပေးရတယ်မှာပေါ့နော်ဒါအခုတင်ပြရတဲ့ဒီအိမ်မက်ဒီဆက်ရဆိုတဲ့အိမ်မက်ဒီဆက်ရမှာအခုတင်ပြရတယ်မှာကြည့်ကြည့်ပါဘေးနှစ်ကွက်မှန်လဲပတ်တီးရဘယ်နှလုံးမှန်လဲဆိုတဲ့ဟာကိုပဲဟိုအဓိကပြချင်တာပေါ့နော်အဲ့ဒါလေးပဲကိုယ့်နဲ့ကိုချင်းချိန်ပြီးတော့ရွေးချယ်ပြီးတော့ကစားပါအများကြီးလိုက်ဆော့ပါလို့လည်းမဆိုလိုပါဘူးကိုအတိုင်းတာနဲ့ပေါ့နော်ကိုဆော့ကြပါလို့ပဲပြောချင်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်